အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြတော့မယ့်အကြောင်းအရာတော့ဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီ Area 21ရက်နေ့အပြီးထွက်ခွင့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါတုံးသက်ပြရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီလက်တလုံးမှာပေါ့လေဒါဒီငလျင်သတင်းတွေနောက်ကဒီယူအနိုင်ငံရေးအဖွဲ့အစည်းတွေကနေပြီးတော့မြန်မာနိုင်ငံကိုလာပြီးတော့ဒီငလျင်ကယ်ဆယ်ရေးလုပ်တာတို့ဒီပြန်လည်ထူထောင်ရေးလုပ်တာတို့စသဖြင့်ဒါဒီသတင်းတွေကြောင့်မို့လို့ဒါဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့သတင်းရပေါ့လေဒါလူစိတ်ဝင်စားမှုနေနေကြတာဖြစ်ပါတယ်ဆိုတော့ဒီ MNDAA နဲ့ဒီလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့နောက်ကွယ်မှာဘယ်လိုမျိုးဒါပြောရတွေရှိနိုင်တယ်လဲဆိုတော့ဘာကြောင့်မို့လို့ဒါ MNDAA အနေနဲ့ပေါ့လေဒါလာရှိုးကနေပြီးတော့ဒီထွက်ခွင့်ကြရတာလဲဆိုတော့ဒီတက်မလို့နဲ့ MNDAA ပေါ့လေနောက်ဆုံးဒါညှိနှိုင်းတွေ့ဆုံတဲ့အခါမှာဒါဘယ်လိုမျိုးဒါသဘောတူညီချက်တွေရှိခဲ့ကြတာလဲဆိုတာကိုနှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အတွက်ကြောင့်မလို့ဒါဒီသိသိရှိရပေါ့လေကကနမသိရသေးဘူးဆိုမှလို့အခုလက်ရှိအချိန်မှာဒီ MNDAA တွေနဲ့ဒါလာရှိုးကနေဖြည်းဖြည်းချင်းပေါ့လေစပြီးတော့ထွက်ခွင့်ကြရပြီဖြစ်ပါတယ်တကယ်တော့ဒီရှမ်းမြောက်ဒေသဆိုတာကဒီရှိုက်ပွဲတွေမဖြစ်ခင်ကဆိုတော့တော်တော်လေးကိုဒါအေဂျင့်တာရတာနေနေသားတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒီရှမ်းမြောက်မှာရှိတဲ့ဒါတိုင်းသားပြည်သူလူထုဆိုလို့ရှိရင်လည်းရိုးသားလောက်ကန်စားတော့ပြီးတော့တကယ်ကိုအေဂျင့်တဲ့နေနေသားတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒါပေမဲ့လို့ဒီနောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒီပြည်တွင်းနိုင်ငံရေးအချက်တွေကိုဒါဖွင့်ကောင်းယူတရားဝင် online ငွေကြေးလိမ်လည်မှုတွေကိုပေါ့လေဒါအကြောင်းပြပြီးတော့ဒီဘက်အင်အားကြီးနိုင်ငံတချို့ရဲ့ဒါထောက်ပံ့မျိုးစုံကိုယူရပေါ့လေယူတယ်ဒီငွေကြေးတို့လက်နက်ထောက်ပံ့တာဆက်ဖြစ်ပေါ့လေဒါဒီလိုမျိုးအထောက်ပံ့တွေမျိုးစုံကိုယူပြီးတော့ဒီရှမ်းမြောက်ပြည်စင်ကိုဒါစခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိအချိန်မှာဒီ NASA ကအစိုးရအနေနဲ့ပေါ့လေပြည်တွင်းရေးတွေကြောင့်မလို့အလုံးများနေတဲ့အချိန်မှာဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒီနိုင်ငံရေးကိုဒါအမျက်ထုတ်ခဲ့တဲ့သဘောဖြစ်တယ်ဆိုတော့ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ဒီလာရှိုးကိုမတိုက်ခင်မှာပေါ့ဒီကုတ်ခိုင်တဲ့သိန်းတွေကိုအရင်ဆုံးဒါတိုက်တယ်ပေါ့ပြီးလို့ရှိရင်တော့ဒီရှုပ်တိုက်ထုံးနေနဲ့ပေါ့လေလာရှိုးမျိုးတွေကိုဒါပြစ်ခတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလာရှိုးမျိုးကိုအဲ့လိုမျိုးဒါပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလာရှိုးမျိုးတွေမှာရှိတဲ့ရက်ွက်တွေအခုကဒီရားစီတွေပထိုးတွေစာတင်ကျောင်းတွေစေုံတွေဆက်သဖြင့်အများကြီးပေါ့လေဒါပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာလာရှိုးမျိုးမှာရှိတဲ့ဒါပြည်သူလူထုအပြင်မြန်မာနိုင်ငံမှာရှိရပေါ့လေဒါဒီပြည်သူလူထုကတော်တော်များများလဲဒါ TV လောက်ဖြစ်ပါတယ်ဆိုတော့အားလုံးကတော့ဒါခီးစစ်တွင်းကြဒါကျွန်တော်ရတာမပြောတော့ဘူးဆိုတော့ဒီရှမ်းမြောက်ကိုပေါ့လေဒါကျူးကျော်စစ်တွေဒါစပြီးတော့ဒီစခဲ့တဲ့ MNDAA နဲ့ပေါ့လေဒါနေမြေတွေကိုဒါဒီဟိုကြစိုးမိုးတဲ့ပုံစံမျိုးတွေနောက်တစ်ခုကဒီစစ်ပြင်ဝါဒလိုအုပ်ချုပ်တာတွေတောင်းမလို့ဒါသူတို့အချင်းချင်းတော်မှဒီရန်ဖြစ်ကြဒါနေမြေလူကြနေတာအမျိုးမျိုးဒါဖြစ်နေကြတာဖြစ်ပါတယ်ကိုကောက်နဲ့လူငယ်ကောက်တဲ့ဟာကိုဖလောင်နဲ့လာတိန်ခိုင်းတာတော့ရန်သူတို့ဒီခါမှဆက်မဆက်ဘူးညုံပြလိုက်ညုံပြလိုက်ပါဖြစ်တာမပြောပါဖြစ်တာဟာဘာကလာမျိုးလားတော့ကြားနေလို့ဘာမလို့တို့မေဒီမှာရောက်ရတဲ့ပြောရောက်ရတဲ့ပါမင်းရောက်မင်းရောက်ဒီတရားကိုဟုတ်မင်းရောက်ချက်ပါလေမင်းရဲ့ရည်ရွယ်ချက်ပါတော့မင်းရဲ့ရည်ရွယ်ချက်ပါလေပြောနာတော့ဘိုးရုံတော့ဘာပြောတော့ဟုတ်တယ်တကယ်တော့ဒီဂျားတွေကနေဒါအမှန်တကယ်ဒုက္ခရောက်ကြတာဆိုတော့ဒီအပြစ်မြင်တဲ့ဒါပြည်သူလူထုတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအခုဒီလာရှိုးကနေပေါ့လေဒါ MNDAA နဲ့ဒါဖြည်းဖြည်းချင်းဒါဆုတ်ခွာနေကြဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒါဆုတ်ခွာတဲ့အခါမှာတော့လောက်တောင်ဒါအကျင့်ရုပ်တယ်ဆိုလို့ရှိရင်ဒါဒီ MNDAA နဲ့ပေါ့လေဒါဒီအများပြည်သူတွေအသုံးပြုနေတာစေယုံမှာသုံးနေတာ set ကရိယာတွေနောက်တစ်ခုကဒီအများပြည်သူတွေသုံးတယ်ပေါ့လေဒါပစ္စည်းတွေဒါဒီပြက်ဆက်ဝယ်ရကြိုးတွေဒီ transformer တွေအစပေါ့လေကားဟင်းနဲ့အကုန်လုံးကိုဒါပြည်ဆောင်သွားကြရဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံးဒါဒီပြောချင်တာကတော့ဒီ MNDAA နဲ့ပေါ့လေသူ့တို့စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ရတာဘယ်တော့သူ့ပင်ထင်းနေရတာဒါဘယ်လောက်ထိခက်ခဲသလဲဆိုတာပေါ့ဒါသူတို့နဲ့ဒီနားလေသွားဖို့ရပါတယ်ဆိုတော့ဒီရှမ်းမြောက်ဖြစ်စဉ်မှာဆိုလို့ရှိရင်ဒါရှမ်းမြောက်မှာရှိတဲ့အပြစ်မဲ့တဲ့ပြည်သူလူထုတွေဒုက္ခမျိုးစုံဒါဒုက္ခကြရတာဖြစ်တယ်ဆိုတော့အဲ့လိုပဲဒီရခိုင်မှာဆိုလို့ရှိရင်လည်းဒီပြစ်မဲ့တဲ့ပေါ့လေဒါရခိုင်ပြည်သူလူထုတွေလည်းဒါအများကြီးဒါဒုက္ခရောက်နေကြတာဖြစ်တယ်လို့ဒါဒီကျောင်းသားကျောင်းတွေဆိုလို့ရှိရင်လည်းဒီကျောင်းတွေကပိတ်ကားလမ်းတွေကပိတ်အဲ့ဒီပေါ့လေဒါဒါကြောင့်မို့လို့ဒါပညာရေးအခက်အခဲဒါမျိုးစုံဒါရောက်နေကြတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒါဒီ EO တွေနဲ့ပေါ့လေဒီလာရှိုးဒီရှမ်းမြောက်ဖြစ်စဉ်ကိုဒါတကယူပြီးတော့ပေါ့လေဒါဒီကျူးကျော်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ကြတာပဲဒီလောက်မို့ဒီသူ့ပင်ထင်းနေရတာဘယ်လောက်ထိခက်တယ်လဲဆိုတာကိုဒါသိသိပြီးလို့ဒါကျွန်တော်တွေနဲ့ဒါအကြံပြုလို့တယ်ဒါကြောင့်မို့လို့ပေါ့လေဒီနိုင်ငံရေးပြဿနာကိုဒါနိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ဒါအကြံပြုတိုက်တွန်းလို့အားလုံးကိုကျေးဇူး